မျက်နှာပေါ်မှာဝက်ချံတွေပေါက်နေတယ်ကိုကဒီဝက်ချံတွေအတွက်ကိုစိတ်ညစ်နေတယ်ပေါ့အိမ်မှာပဲလိမ့်စိနဲ့ကူရမလားဒါမှမဟုတ်စိတ်ကန်းသွားပြရမလားစိတ်ထဲမှာထွေးရဖြစ်နေရဆိုရင်တော့ဒီဗီဒီယိုလေးကိုကြည့်စေချင်ပါတယ်ဒီဗီဒီယိုလေးမှာဝက်ချံအတွက်တောက်စီလိမ့်စီတွေ treatment တွေအပြင်ဝက်ချံအမျိုးအစားလေးတွေကိုပြပြပေးသွားမှာမလို့ပါဝက်ချံတွေကလေဒီအခြေပြားပေါ်မှာရှိတဲ့မွှေးညင်းပေါက်ကလေးတွေပေါ့နော်ပိတ်ဆို့တာနေဖြစ်ပေါ်လာတာပေါ့နော်ဝက်ချံတွေကိုအများအပြားဆိုရင်တော့အမျိုးအစား6မျိုးခွဲခြားလို့ရတယ်။နံပါတ်1အမျိုးအစားကတော့ white hat ပေါ့နော်။ white hat ကကြတော့သူကမွှေးညင်းပေါက်ကလေးရဲ့အပေါက်ဝကပိတ်ရက်နဲ့ပဲပိတ်ဆို့မှုဖြစ်တဲ့ဝက်ချံမျိုးအစားဖြစ်တယ်။သူ့ကိုကနှစ်ဖူးပေါ်မှာတော့မျက်နှာပေါ်မှာတော့ပါးပေါ်ပေါ့နော်။ပါးပေါ်မှာတော့မေးစီပေါ်မှာတော့မှအဖြူဖူဖူလုံးလုံးလေးတွေအနေနဲ့တွေ့ရတတ်ပါတယ်။နံပါတ်2ကကြတော့ black hat အမျိုးအစားဖြစ်တယ်ပေါ့နော်။ black hat ကကြတော့သူကဒီမွှေးညင်းပေါက်ကလေးရဲ့အပေါက်ဝကဖွင့်ရက်နဲ့ပိတ်ဆို့မှုဖြစ်တဲ့ဝက်ချံမျိုးစားဖြစ်တယ်။မဲအဆန်လေးတွေအနေနဲ့များသောအားဖြင့်ဆိုရင်နှစ်ဖူးပေါ်မှာတော့မေးစီပေါ်မှာတော့တွေ့ရတတ်ပါတယ်။နံပါတ်3ကကြတော့ papules အမျိုးအစားဖြစ်တယ်ပေါ့နော်။ဒီ papules အမျိုးအစားကကြတော့သူ့ကိုနီနီရဲရဲအဖုသေးသေးလေးတွေအနေနဲ့တွေ့ရတတ်ပါတယ်။နံပါတ်4က papules ပါ။ papules ကကြတော့လေသူကလည်းနီနီရဲရဲအဖုလေးတွေနဲ့တွေ့ရတယ်။ဒါပေမဲ့သူ့ရဲ့ထိပ်မှာဆိုရင်ပြည်စံလေးတွေရှိနေတတ်တယ်ပေါ့နော်။သူကလည်းနီမယ်ရဲမယ်ရှောင်းတာနာတာရှိတတ်ပါတယ်။နံပါတ်5အမျိုးအစားကကြတော့ nodules အမျိုးအစားဖြစ်တယ်ပေါ့နော်ဒီ nodular acne တွေကကြတော့ site ကကြီးတယ်၊ကင်ကြီးလိုက်တယ်ဆိုရင်မခက်ခဲအနေနဲ့တွေ့ရတတ်ပါတယ်။နံပါတ်6အမျိုးအစားကြတော့ cystic acne လို့ခေါ်တဲ့ဝက်ချံအမျိုးအစားဖြစ်ပါတယ်။ cystic acne ကလည်းခုနလိုမျိုး nodular acne လိုပဲသူကလည်း site ကြီးတယ်။ဒါပေမဲ့အထဲမှာတော့ပြည်တွေနဲ့တွေ့နေတဲ့ဝက်ချံအမျိုးအစားပဲဖြစ်ပါတယ်။ဝက်ချံတွေထွက်တိုင်းဆေးကန်းသွားပြဖို့လိုလားပေါ့နော်။ဝက်ချံထွက်တိုင်းတော့ဆေးကန်းကိုသွားပြစရာတော့မလိုပါဘူး။ကိုထွက်တဲ့ဝက်ချံကတစ်လုံးနှလုံးပဲထွက်တယ်။လိမ့်ဆေးလေးတွေလိမ့်လိုက်တယ်တက်တာဝါတယ် personal hygiene လေးကောင်းကောင်းလုပ်လိုက်တယ်တက်တာဝါတယ်ဒါဆိုရင်ဆေးကန်းအောင်မပြပါနဲ့ကိုယ့်အိမ်မှာပဲကိုပါတကယ်လို့ကိုထွက်တဲ့ဝက်ချံက nodular တို့ cystic acne လိုမျိုးအလုံးကြီးတယ်မျက်နှာပေါ်မှာထင်လိုက်ကြီးပေါက်တယ်လိမ့်ဆေးတွေနဲ့လိမ့်ရင်လုံးဝမတက်တာဘူးခဏလည်းပြန်ဖြစ်နေတယ်ဒါမျိုးဆိုရင်တော့ဆရာဝန်နဲ့သွားပြဖို့လိုပါတယ်ဒါအပြင်ကိုဝင်ဆောင်ပေါ့နော်ကိုဝင်ဆောင်ပေါ့ဘိုက်ထဲမှာကလေးလေးရှိနေတယ်အဲ့ဆိုရင်တော့ဒီဝက်ချံတွေထွက်နေရဆိုရင်တော့လိမ့်ဆေးတွေတောက်ဆေးတွေရှောက်မတောက်ပါနဲ့ရှောက်မလိမ့်ပါနဲ့တစ်ခါတလေကြတော့လေဝက်ချံကပေါက်တာကတော့တစ်လုံးနှလုံးပဲဒါပေမဲ့ကိုကဒီဝက်ချံအတွက်ကိုအရန်ကိုစိတ်ညစ်နေရတယ်ပေါ့နော် depression တွေရနေရတယ်ဆိုရင်တော့ကိစ္စမရှိဘူးဆရာဝန်နဲ့တော့ပြလိုက်ပါဝက်ချံကအရန်ဆိုးမနေဘူးပေါ့နော်တစ်လုံးနှလုံးပဲဆိုရင်တော့အများသောအားဖြင့်ဆိုရင်လိမ့်ဆေးနဲ့ပဲတက်တာသွားကြရတယ်ပေါ့နော်benzoyl peroxide လိုလိမ့်ဆေးမျိုးတွေကကြတော့သူကရောင်ရမ်းမှုကိုတက်တာစီတယ်ပေါ့နော်ပြီးရင်နောက်ဒီပွင့်ချင်းမောက်ကလေးတွေပိတ်နေတဲ့ပွင့်ချင်းမောက်ကလေးတွေကိုသူတို့တွေကပွင့်စီတယ်ပေါ့နော်ဝက်ချံကိုတက်တာစီတယ်ဝက်ချံပျောက်စီအနေနဲ့သုံးချတယ်ပေါ့နော်ပြီးရင် clindamycin တို့ metrogyl တို့ဒါမျိုးတွေလည်းဝက်ချံပျောက်စီအနေနဲ့သုံးချတယ်နောက် vitamin A derivatives တွေဖြစ်တဲ့ retinoids တွေပေါ့နော်အဲ့မှာဆို adapalene တွေပါမယ် tasandrodin တွေပါမယ်ပေါ့ဒါမျိုးတွေလည်းဝက်ချံအတွက်သုံးတယ်သူတို့တွေက skin tone ကိုလည်းတက်စေတယ်ဝက်ချံအကြောင်းဖြစ်တဲ့အမာရွတ်တွေကိုလည်းတက်တာစီတယ်ပေါ့နော်azelaic acid ပေါ့ azelaic acid ကကြတော့သူလည်း skin tone ကိုတက်စေတယ်ပြီးရင်ဝက်ချံတွေကိုတက်တာစီတယ်ပေါ့သူကကြတော့ကိုဝင်ဆောင်မိခင်တွေမှာလည်းဝက်ချံအတွက်သုံးလို့ရပါတယ်ဝက်ချံတွေကလိမ့်ဆေးနဲ့ပဲမတက်တာဘူးဆိုရင်တော့ဆရာဝန်နဲ့ပြဖို့လိုပါလိမ့်မယ်ဆရာဝန်ကကြတော့လိမ့်ဆေးအပြင်ကိုတောက်ဆေးနဲ့လိမ့်ဆေးနှစ်မျိုးတွဲပြီးတော့ညွှန်ကြားပါလိမ့်မယ်များသောအားဖြင့်ဆိုရင်ပိုးသက်ဆေးတွေဖြစ်တဲ့ doxycycline တို့ minocycline တို့ erythromycin တို့ azithromycin တို့ဒါမျိုးပိုးသက်ဆေးလေးတွေပေးလိရှိရပေါ့နော်ဝက်ချံကအရန်ဆိုးနေတယ်ပေါ့နော်ဥပမာဆို cystic acne လိုမျိုး nodular acne တို့ဆိုရင် isotretinoin ဆိုတဲ့ဆေးကိုပေးကြပါတယ် isotretinoin ကဝက်ချံအရန်တက်တာတွေဆိုပြီးတော့ပေါ့နော် line ပေါ်မှာအရန်နာမည်ကြီးတယ်ပေါ့ဒါပေမဲ့ဒီ isotretinoin ကိုလေကိုယ့်သဘောနဲ့ကိုမတောက်စီတယ်ဘာလို့လဲဆိုတော့ side effect လေးရှိလို့ပေါ့နော် isotretinoin ကတောက်လိုက်တယ်ဆိုရင်အသေးသက်တွေကိုတက်စေတယ်ပြီးရင်နောက်ခဏကိုမှမကောင်းတဲ့အဆီဖြစ်တဲ့ triglyceride level ကိုတက်စေတယ်ပြီးရင်သူကကိုဝင်ဆောင်မိခင်တွေမှာလုံးဝတောက်လို့မရဘူးခလေးကိုထိခိုက်နိုင်တယ်ဒါကြောင့်မလို့ဒီ isotretinoin တောက်မယ်ဆိုရင်ဆရာဝန်နဲ့တေချာတိုင်းမိမှတောက်စီခြင်းပါတယ်ဒါအပြင်ဝက်ချံကလေandrogen hormone ထွက်လို့ထွက်တာများလို့ပေါ့နော်
ပိုဖြစ်တယ်ပေါ့ဝက်ချံတွေထွက်တယ်လို့ယူဆချက်တွေရှိတယ်အဲကြောင့်မလို့anti androgen effect ပေါ့နော် androgen hormone ကိုကျစေတယ်ပေါ့နော်ကျစေတဲ့ဥမာဆိုရင်estrogen တို့ progesterone နဲ့နှစ်မျိုးပေါင်းထားတဲ့ကိုဝင်သားဆေးတွေကိုလည်းဆရာဝန်တွေညွှန်ကြားလေးရှိတယ်နောက် spironolactone လို့ခေါ်တဲ့ဆေးကိုလည်းသူ့မှာလည်း anti androgen effect ရှိတဲ့အတွက်ကြောင့်မလို့ဆရာဝန်တွေညွှန်ကြားကြပါတယ်တခုမှကျင်တာကကြတော့လေဝက်ချံအတွက်တောက်ဆေးလိမ့်ဆေးတွေကတပတ်နှစ်မှတ်တယ်လေတက်တာသွားခြင်းမှာတက်တာသွားမယ်ပေါ့နော်တက်တာဝိုင်းတော့အကောင်းဆုံးပဲပေါ့တခါတလေကြရင်ဒီဝက်ချံအတွက်ဆိုပြီးတော့တစ်လ3လတခါတလေဆိုများသွားခြင်းဆိုရင်6လအထိတောက်ရတာမျိုးလည်းရှိတတ်တယ်ပေါ့နော်အဲကြောင့်မလို့ဇွဲမလျှော်ပဲနဲ့ပေါ့နော်စိတ်ဓာတ်မကြပဲနဲ့ကိုနဲ့ပြသထားတဲ့ဆရာဝန်ရဲ့စကားကိုလိုက်နာပြီးတော့ကုသစေချင်ပါတယ်ဒီတောက်ဆေးတွေလိမ့်ဆေးတွေအပြင်ကို chemical peeling လိုမျိုး IBL လိုမျိုး aesthetic treatment လေးနဲ့လည်းဝက်ချံကိုတွဲကူကြပါတယ် chemical peeling ဆိုတာကကြတော့သူက acid အပျော်စားလေးကိုသုံးပြီးတော့ဝက်ချံတွေကိုကူတယ်ကုထုံးတစ်မျိုးဖြစ်တယ်ဒီ chemical peeling မှာဆိုရင် salicylic acid glycolic acid TCA လိုမျိုး acid လေးကိုသုံးတယ်ပေါ့နော်သူကချွေးပေါက်တွေကိုပွင့်စေတယ်ပြီးရင်နောက်အဆီပြန်နှုံးကိုကျစေတယ်ဒီနည်းနဲ့ဝက်ချံတွေကိုသက်သာစေတယ် IBL ကကြတော့သူကဆက်ကလေးနဲ့ပေါ့နော်ကုသတယ်အငင်းနှံကုထုံးတစ်မျိုးပေါ့ဒီ aesthetic treatment တွေကကြတော့လေတစ်ချိန်တစ်ခါတည်းနဲ့တော့မသိတာဘူးသူကအနည်းဆုံးကို3ပတ်ချာတစ်ချိန်ကို4 to 6 session လောက်ကုသမှုပေးရပါတယ်ဒီလောက်ဆိုရင်တော့ဝက်ချံလေးတွေအကြောင်းရယ်ဝက်ချံလေးတွေကိုသုံးတဲ့တောက်ဆေးတွေလိမ့်ဆေးတွေ treatment လေးတွေအကြောင်းအကျဉ်းချင်းတော့သိသွားရင်လည်းတူပါတယ်ဝက်ချံတွေဖြစ်တယ်ဆိုရင်စိတ်မညစ်ပါနဲ့စိတ်ရှည်ပါကုပါပြတ်ပါတယ်ဆရာဝန်စကားကိုနားထောင်ပါလို့မှာချင်ပါတယ်